အာနက်စလောနဲ့ပတ်သက်ပြီးလီဗာပူးတို့ဘာလို့မှလဲအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲချိုးဆိုလိုက်ပါတယ်လီဗာပူးတင်းရဲ့အခြေအနေကတော့တကယ်ကိုအတော်လေးရိုက်ခတ်မှုပြင်းထန်နေပါပြီပြီးခဲ့တဲ့စနေနေ့ကချက်စီနဲ့တကိုးစီတည်ချခဲ့တဲ့ပွဲပြီးမှာတော့နီးပြအာနက်စလောအပေါ်ထားတဲ့ပရိသတ်တွေရဲ့တီးခံနိုင်စွမ်းဟာအဆုံးစွန်ထိရောက်ရှိသွားခဲ့ပြီလို့ဆိုရမှာပါဒီအခြေအနေဟာ2015ခုနှစ်တုန်းကနီးပြ Brandon Roger လက်ထက်နောက်ဆုံးနေ့ရက်တွေကိုပြန်တတိယစေပါတယ်အဲ့ဒီတုန်းကလည်းရလက်တွေဆိုးရွားနေပြီးအသင်းရဲ့ကစားပုံကအဆင့်တန်းမရှိတော့တာကြောင့် NV ကွင်းထဲကပရိသတ်တွေပွဲမပြီးခင်မှာကွင်းထဲကနေထွက်ခွာသွားခဲ့ကြတာပါအခုလေအာနက်စလောရဲ့လက်ထက်မှာအလားတူစိတ်သက်စရာပုံရိပ်တွေကိုမြင်တွေ့နေရတာလည်းဖြစ်ပါတယ်အသင်းပိုင်ရှင် FSC အနေနဲ့နီးပြအာနက်စလောကိုဆက်ထားမလားဒါမှမဟုတ်အပြောင်းလဲလုပ်မလားဆိုတာကိုတော့အမြန်ဆုံးပြန်လဲဆုံးဖြတ်ရတော့မှာပါအာနက်စလောကတော့ဒဏ်ရာရကစားသမားတွေများပြားနေတာကိုအကြောင်းပြချက်ပေးနိုင်တယ်လို့သူဟာပရီးမီးယားလိချန်ပီယံဆုရဘူးတဲ့နီးပြဖြစ်လို့ရောဂျာထက်တော့အခြေအနေကအနည်းငယ်ပို့သွားပါတယ်နီးပြ Ryan Hobson လက်ထက်တုန်းကလည်းဒီလောက်အထိဆိုးရတဲ့ပရိသတ်တုံ့ပြန်မှုကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီးနောက်ပိုင်းနီးပြတွေထဲမှာမတွေ့ကြရဘူးပါဘူးဒီလောက်ဆိုအာနက်စလောရဲ့အခြေအနေကဘလောက်ဆိုးနေတယ်လဲဆိုတာခံမှန်းလို့ရပါပြီနီးပြအာနက်စလောကတော့သူဟာပရိသတ်တွေရဲ့ထောက်ခံမှုကိုပြန်ရနိုင်တယ်လို့ယုံကြည်နေသေးဖြစ်ပြီးနာမဲຫນွေရာသီမှာအသင်းကိုအင်အားဖြစ်တင်နိုင်ရင်နောက်ရာသီမှာအသင်းသစ်တစ်လို့ဖြစ်လာမယ်လို့လည်းကတိပေးထားပါတယ်ဒါပေမဲ့ပြဿနာကပြီးခဲ့တဲ့6လအတွင်းမှာပရိသတ်တွေနဲ့ဆက်ဆံရေးကအတော်လေးပြည့်ရင်းသွားခဲ့တာလည်းဖြစ်ပါတယ်အကယ်၍ FSG က slot ကိုဆက်ထားပြီးမှနောက်ရာသီအစမှာရလက်တွေဆက်ညံ့နေမယ်ဆိုရင်တော့ NV ကွင်းထဲကအချိန်တွေဟာပို့ပြီးတော့အစိတ်အတောက်ဖြစ်လာနိုင်ပါတယ်ဒါအပြင်ရာသီအလယ်မှာနီးပြသစ်ရှာမယ်ဆိုရင်လည်းဇာဗီအလွန်ဆိုလိုနီးပြမျိုးကိုရဖို့မလွယ်တော့တာကြောင့်အခုအချိန်မှာပဲဆုံးဖြတ်ချက်တစ်ခုခုချဖို့လိုအပ်နေတာပါအရင်နီးပြရာကန်ကလော့လက်ထက်မှာလည်းရလွယ်တွေကြဆင်းတဲ့ရာသီတွေရှိခဲ့ဘူးပေမဲ့ပရိသတ်တွေကတော့ကလော့ကိုအမြဲတမ်းယုံကြည်ခဲ့ကြပါတယ်ဒါဟာကလော့ရဲ့ပရိသတ်တွေနဲ့နက်ဆိုင်တဲ့တန်ရောစင်ရှိနေသလိုတစ်ဖက်မှာလည်းသူ့ရဲ့ကစားဟန်ကလီဗာပူးနဲ့လိုက်ဖက်ညီတွေရှိနေလို့ပါဒါပေမဲ့ slot ရဲ့ကစားဟန်ကတော့ပရိသတ်တွေမျှော်လင့်ထားသလိုတိုက်စစ်ထက်သန်မှုမရှိဘဲအားနည်းချက်တွေများနေတာကိုတွေ့ရပါတယ်ချယ်ဆီလိုခြေစွမ်းကျဆင်းနေတဲ့အသင်းမျိုးနဲ့ကစားတဲ့အခါလီဗာပူးတို့ကပွဲကိုလွှမ်းမိုးနိုင်မှုထက်တောင်နောက်ဆုတ်ပြီးခုခံမှုပဲစူးစမ်းနေရတာကအတော်လေးစိတ်ပျက်စရာကောင်းခဲ့ပါတယ်ပွဲစဉ်အတွင်းမှာအီဘရာဟီမာကိုနာတေးကဘောလုံးကိုနှိမ့်ဝဲအောင်လှုပ်နေတာတွေအသင်းမှာတိုက်စစ်စင်မှုအလင်းစလိုမရှိနေတာတွေကပရိသတ်တွေကိုဒေါသထွက်စေခဲ့ပါတယ်ကိုသမားမာမာတက်ရှိဗလီဘောလုံးဖမ်းမိချိန်မှာတော့တိုက်စစ်ပြန်စင်မှုဘသူကမှစိတ်မပါကြတာကအသင်းရဲ့စိတ်တစ်ပိုင်းဆိုင်ရာကျဆင်းမှုကိုဖော်ပြနေပါတယ်အလက်ဆစ်မက်ကလက်စတာနဲ့ဒိုမနစ်မို့စ်လိုင်းတို့ရဲ့ကွင်းလယ်ပိုင်းကလည်းပြိုင်ဘက်ကိုရှင်ကစားနိုင်ခြင်းမရှိခဲ့သလိုတိုက်စစ်မှာလည်းကိုရီကဘိုကပျောက်ကွယ်နေခဲ့ပါတယ်ဒီဟာဒီကုံဆုံးမှုကိုလီဗာပူးပရိသတ်တွေကလက်ချိုးရည်တွက်နေကြပြီးမျှော်လင့်နေကြပါပြီအသင်းမှာပြုပြင်စရာတွေအများကြီးရှိနေသလိုနီးပြအာနက်စလော့အနေနဲ့လည်းဒါတွေကိုအမှန်တကယ်ပြင်နိုင်ပါမလားဆိုတာကလည်းမေးခွန်းထုတ်စရာအချက်တွေဖြစ်နေပါတယ်အသင်းရဲ့အားကစားဒရိုက်တာရစ်ချက်ဟူအနေနဲ့လည်းစလော့ရဲ့ရှေ့ရေးကိုအသေးအချာစဉ်းစားရတော့မှာပါလီဗာပူးရဲ့ဂုဏ်သိက္ခာကိုပြန်လဲဆယ်တင်ဖို့အတွက်လာမယ့်ရက်သက်ဘက်တွေဟာအသင်းရဲ့အနာဂတ်တွေအတွက်အလွန်အရေးကြီးတဲ့အချိန်တွေဖြစ်လာတော့မှာပါဒီလိုရတာရှိတဲ့30ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ MM Bookies ကို like and follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်